Hello အားလုံးပဲမင်္ဂလာပါခဏရဲ့ကျွန်တော်တို့ဒီရန်ကင်းမှာရှိတဲ့စာအုပ်လေးကိုချီလာစရှုံနေပေါ့နော်အခုလူချင်းမင်းတို့မြင်တွေ့နေရတာတော့မောင်ရွှေလုံးမှာဖြစ်ပါတယ်မောင်ရွှေလုံးရဲ့နေရန်ရှိတဲ့ခရိုလိုင်းကွဲနေတဲ့အမှမြင်နေရတဲ့ဘူးတစ်တွေကတော့ကျွန်တော်တို့ရင်တစ်ခေါက်ကမိုးရေကိုဖာထားတဲ့အရာလေးပဲဖြစ်ပါတယ်မောင်ရွှေလုံးဆိုရင်ချီလာလှိမ့်တဲ့နေရာမှာဆရာလူစုလိုပါပဲ line တွေပြန်မတတ်ပါဘူးပြီးရင်ပတ်တိရိုက်မှာဆိုပြီးသွထိုးလိမ့်တာပဲဖြစ်ပါတယ်လိမ့်ချက်ကတော့ပြောမနေနဲ့ဒီဘက်မှာဆိုရင်လည်းတစ်ချက်ကြည့်လိုက်ပါဦးအောင်မြတ်တာဖြစ်ပါတယ်အောင်မြတ်တာဆိုရင်ဖြင့်ခြီလာဘုံထားကြရဖြစ်ပါတယ်ကျွန်တော်ပေးရမှာပေါ့ဗျာအောင်မြတ်တာဆိုရင်ဖြင့်ကလေး2ယောက်ပြီးတာပြောတာစောကြီးချက်က9လောက်ရှိတယ်အပြူလေးတွေကကြည်တာပဲဖြစ်ပါလေကျုပ်တို့များရုပ်ရည်လည်းရှိတန်နေစော်ကမကြည့်ဘူး